ကိုးမြို့ဥဒ္ဒါမြို့သစ်9ရပ်ကွက်ဒက္ခိဏသာခရာမကျောင်းတိုင်မှာဇွန်လ4ရက်နန်းနက်17:15ချိန်ကဦးနန္ဒီယာစွန်းစားဆောင်တို့တွားစဉ်ကိုရင်လေးပညာဇောတစွန်းစားကြွမလာသဖြင့်ဇေတဝင်ကျောင်းဆောင်တို့တွားရောက်ကြည့်ရှုခဲ့ရာမတွေ့ရှိသဖြင့်လှမ်းခေါ်ခဲ့စဉ်အိမ်သာဘက်မှတကားဖွင့်ပေးပါအောင်ဖရာဟုပြောသဖြင့်တကားဖွင့်ပေးခဲ့ရာကိုရင်ပညာဇောတအားအိမ်သာထဲတွင်ကျိုးတုပ်လျက်တွေ့ရှိခဲ့ရပါတယ်ကိုရင်ပညာဇောတအားမေးမြန်းခဲ့ရာအမည်မသိအမျိုးသားတဦးရောက်ရှိလာခဲ့ပြီးဒါအဖြစ်နောက်ကျောမှထောက်ခါအိမ်သာထဲခေါ်ဆောင်သွားပြီးကျိုးဖြင့်တုတ်ခါထားရှိခဲ့ကြောင်းကျောင်းဆောင်အတွင်းကိုရင်ပညာဇောတ၏ရက်မီ15ဖုန်းတစ်လုံးနှင့်ငွေ9000ကျပ်လဲပျောက်ဆုံးနေခဲ့ကြောင်းသိရပါတယ်ကိုရင်ပညာဇောတထံမှဖုန်းအလူမခံရမီဖယုံသီးခေါ်တက်ညီညီဦးနိုင်မြင့်မြတ်နှင့်အမည်မသိအမျိုးသားတဦးတို့သည်ဖုန်ကြီးကျောင်းအနောက်ပေါက်မှဝင်လာပြီးကျောင်းဆောင်များဘက်သို့လမ်းလျှောက်သွားသည်ကိုဦးနန္ဒီယာမှတွေ့ရှိခဲ့သဖြင့်ကျောင်းတိုက်ရှိဆရာတော်ကြီးများထံမှခွင့်ပြုချက်ရယူကာဇွန်လ9ရက်နေ့တွင်သက်ဆိုင်ရာသို့တိုင်တန်းခဲ့ပါသည်အဆိုပါအမှုမှဖယုံသီးခေါ်တက်ညီညီဦးအားတာဝန်ရှိသူများကဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်းနှင့်တင်းရှောင်နေသောနိုင်မြင့်မြတ်နှင့်အမည်မသိအမျိုးသားတို့အားဖမ်းဆီးရမိရေးအတွက်ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်